မင်္ဂလာပါရှင်ဒီနေ့တော့ဖြိုးကပစုံကိုမကြီးသည့်အနှစ်ကလေးနဲ့ချင်းဆက်လေးချက်စားဖြစ်လို့ချက်နီးလေးပြန်လေးမျှဝေပေးထားပါရဲ့ရှင်အိမ်ဆိုင်နန်းနန်းမင်းနေနဲ့မွေးနေအောင်ချက်ထားတဲ့ပစုံချင်းဆက်ချက်နီးလေးကိုဖြိုးနဲ့တူကြည့်ရှုလိုက်စို့နော်ပစုံမကြီးသည့်အနှစ်ချက်အတွက်ပြင်ဆင်ထားတာတွေကတော့ပစုံနန်းနန်းမင်းမကြီးညင်ကြက်တုံအဖြူအနီးငရုတ်သီးတို့ကိုပြင်ဆင်ထားပါရဲ့နော်ချက်ဖို့အတွက်ဝယ်လာတဲ့ပစုံလေးကိုအငြိကြေးထုတ်ပြီးတော့ရေသေးချဆေးပေးထားပါရဲ့ရှင်။ဖြိုးဝယ်လာတဲ့ပစုံကတော့ရန်တထောင်ဘူးပါ။နီကီဝိုင်းဆိုတဲ့ဂျပန်စူပါကဝယ်လာတာပါနော်။ရေစိပ်ပြီးရဲ့ပစုံလေးကိုအခွန်ခွာရလွယ်အောင်ရေနွေးနဲ့ငယ်ဖြောပေးပါရဲ့ရှင်။3 မိနစ်လောက်ရေနွေးဖြောပြီးရနဲ့အခုလိုအခွန်ခွာပြီးတော့ပြင်ဆင်ထားလိုက်ပါရဲ့ရှင်။ဒါကတော့ပစုံစီတက်ဖို့အတွက်ကြက်သွန်အဖြူနီငရုတ်သီးတို့ကိုအခွန်ခွာရေးစိပ်ပြီးတော့ပြင်ဆင်နေတာဖြစ်ပါတယ်နော်။ပါဝင်ပစ္စည်းတွေအားလုံးပြင်ဆင်ပြီးရနဲ့စချက်ပါမယ်နော်။ဒဲဥပူတာနဲ့စီခဲသနုံးမှုထည့်ပါတယ်။ပြီးရင်တော့အစင်းလေးစိတ်ထားတဲ့ကြက်သွန်အဖြူနီငရုတ်သီးတို့ကိုထည့်စီတက်ပေးပါရဲ့ရှင်။အယောင်လှဖို့အတွက်အယောင်တင်မုံလေးထည့်ပေးထားပါတယ်။ဒီနေ့ရအောင်ခင်းချင်ပြီးအနှစ်ကိုလည်းထည့်ချက်ပေးပါရဲ့နော်။ကြက်သွန်စီတက်အနံလေးမွေးလာတာနဲ့ပစုံအခွန်ချပြီးသားလေးတွေကိုထည့်ချက်ပေးပါရဲ့ရှင်။ပစုံလူအောင်ရေနဲ့ငယ်ထည့်ပြီးတော့အရသာလေးထည့်ပေးလိုက်ပါတယ်။မကြီးသည့်အနှစ်နဲ့စားတကြားတို့ကိုထည့်ချက်ပေးထားပါရဲ့နော်။3 မိနစ်လောက်ချက်ပြီးရင်တော့နန်းနန်းမင်းအုပ်ပေးပါမယ်ရှင်။နန်းနန်းမင်းကတော့အိမ်ဆိုင်နန်းနန်းမင်းလေးတွေကိုခူးပြီးတော့များများထည့်ချက်ပေးပါမယ်နော်။ဒါဆိုရင်တော့မကြီးနေလေးနဲ့ချက်ထားတဲ့ချင်းဆက်ပစုံစီပြန်ချက်လေးရပါပြီရှင်။စီပြန်လေးချက်ထားတာဖြစ်လို့အထားလဲခံတဲ့ဟင်းပွဲလေးတစ်ပွဲဖြစ်ပါရဲ့နော်။ဒီနေ့ဖြိုးရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။